မြန်မာနိုင်ငံမှာဘာလို့နှာဘူးကြီးများလာလဲသိလားဟမ်သိလားမသိဘူးမလားမသိရင်ဒီဗီဒီယိုကြည့်ဟုတ်ဒါဘယ်ဖျားမှလဲတော့မသိဘူးပေါ့နော်နင်တို့ကိစ္စကသိတော့မသိဘူးနော်အောက်မှာထမိန်သားကိုဆွဲပေးထားတဲ့သူတယောက်ဒီမှာနင်တို့ငါတခုမေးချင်တာလေမျက်နှာအပေါ်မှာရှိရလေအဲ့ဒါကိုဘာလို့အောက်ကိုသွားရိုက်တာလဲအောက်မျက်နှာရှိသေးရလားအဲ့ဒါဆိုရင်ဒီမှာတဲ့အော်ကြည့်မလားတဲ့ဟာတဲ့အလိုဟာတွေမကြည့်ဘူးရှင်တဲ့ဘိုးလိုက်ရမလားတဲ့ဟင်းတဲ့မပူပါနဲ့မကြည့်ချင်ဘူးတဲ့တခုရွေးတဲ့ဟမ်ရှိသားကပြောရမလားတဲ့အော်ကပူရမလားတဲ့ငါကောအကျဉ်ကြီးတယ်အကျဉ်ကြီးတယ်မလဲရေစကားပြောရမလားတဲ့အော်ကပူရမလားတဲ့ဒါဆိုလို့ရှိရင်ကျင်းတီရတော့ကောင်မလေးတွေအနေနဲ့ဒီလိုကားတွေဘယ်ကြည့်ပါမလဲအကောင်ချုပ်ရတဲ့အကွက်လေးလှတယ်ဟမ်အော်ငါပဲပူတော့တဲ့ဖြစ်တယ်လားဒါကြီးကမဟုတ်ကွာကြီးကစကားပြောမလားအော်ငါပူရမလားဒီငကူလေးရရှင်းတာတော့ကွာမင်းတို့ဒါပဲပူခိုင်းနေဆိုရင်တော့အေးပေါ့ကြိုပြောမယ်နော်ဒီဗီဒီယိုမှာမရှိနဲ့နော်ရှီရဲကောင်နေရတယ်တွေ့မယ်မဲကြောက်เสียကြီးမရှိနဲ့နော်မကြီးနဲ့လို့ပြောတာကွာငါကိုယ်လည်းစပြီးတော့ကြီးနေရဟုတ်တော့မဟုတ်သေးဘူးမဟုတ်တော့မကောင်းလို့ပြောတာမဟုတ်တော့ကောင်းတယ်ကနခုတာလာ你掉条鱼弄了吧你不在家就一样把它抠出来ဘယ်လိုကြားလိုက်လားဟဲ့နေပူစားတဲ့အရာကိုအိတ်ကပတ်သက်မသိရကိုယ်ပဲဗလိန်းတာမဟုတ်တော့သူဆိုတာလေးကိုသဘောကျလို့မယုံနဲ့တူတူလာပြီးတော့နားထောင်တာအဲ့လိုပဲပေါက်ပန်း40ရှောက်ပြောပြီးသွားရင်လည်းတောင်းမှန်အသေးတယ်စီးရတဲ့ဖက်နှက်ကလည်းညက်ဖက်နဲ့နော်ပြီးလို့ရှိရင်လည်းလေဘင်းမှာပေါ်ဝါတက်ထားသေးတယ်ပြီးလို့ရှိရင်လည်းရင်ဘက်မှာသူ့ရဲ့ပုံနဲ့အနေထားပါညာဘာမှပြောစရာမရှိဘူးမိုက်တယ်မိုက်တယ်မင်းတို့ကောင်နေတော့ဒီမျိုးတက်တဆအဆူတော်တွေကိုမျိုးနဲ့အားပေးရတယ်ဘယ်ကောင်ကြိုက်ငါကြိုက်တယ်โอเคပါမြန်မာနိုင်ငံမှာဘာလို့နှာဘူးကြီးများလာလဲသိလားဟမ်သိလားမသိဘူးမလားမသိရင်ဒီဗီဒီယိုကြည့်ဟုတ်ဒါဘယ်ဖျားမှလဲတော့မသိဘူးပေါ့နော်နင်တို့ကိစ္စကသိတော့မသိဘူးနော်အောက်မှာထမိန်သားကိုဆွဲပေးထားတဲ့သူတယောက်ဒီမှာနင်တို့ငါတခုမေးချင်တာလေမျက်နှာအပေါ်မှာရှိရလေအဲ့ဒါကိုဘာလို့အောက်ကိုသွားရိုက်တာလဲအောက်မျက်နှာရှိသေးရလားအဲ့ဒါဆိုရင်2025 generation မိန်းကလေးတွေရဲ့ဖြစ် marketing စနစ်လို့ခေါ်ပါတယ်ဒါဟောမလားဂျမနိုင်မလားမြန်မာနိုင်ငံရဲ့တဲ့စောက်ဘောကဘသူဖြစ်မလဲပုံပြပေးပါခဏဂျမနိုင်မှာအဲ့လိုမျိုးခိုင်းလို့ရမြန်မာနိုင်ငံရဲ့စောက်ဘောကဘသူဖြစ်မလဲပုံပြပေးပါတယ် What ဘသူပုံလို့ထင်တယ်
ဟမ်ငါဒီမျက်နှာကြီးကောင်းကောင်းမြင်ဘူးပါတယ်ဒါအောက်မလားဒါနိုင်ငံခြားဟိုကောင်နဲ့ကွာနာမည်စင်တဲ့ကောင်မလားနိုင်ငံခြားအကောင်နာမည်တော့မေ့နေဒီကောင်နာမည်ဟိုလေကွာIC slow IC slow မလားဒါဟိုနေ့ကဒီကောင် YouTube မှာစက်ခွာရပါ3000ပြည့်ရဆိုတော့သူ့ရဲ့မျက်ခုံးဝေးသူပြန်ပြီးတော့ရိပ်ပြရလေအဲ့ဗီဒီယိုတစ်ချက်ပြန်ပြီးကြည့်ကြည့်မယ် တော့ပြသွားပြီမင်းတို့ဂရိအတိုင်းပဲ challenge တော့3000 challenge okay ခုံးရိတ်ရမယ် ဟုတ်တယ်ရောတကယ်ကြီးရိပ်ပြတာရောဟဲ့စက်ခွဲပါ3000နဲ့မှာ3ယောက်ဟဲ့တကယ်ကြီးမျက်ခုံးဝေးရိပ်ပြတာလို့ဟဲ့ what အေးဘောဂျမနိုင်ကထုတ်ရင်လည်းထုတ်ပြီးကျင်စရာပဲ